ကဲ Rubio အရေးလှလှလေးကိုမှဈေးတင်းတင်းရှာနေဒီဟာလေးယူလိုက်နော်စစ်ချက်ပါပြီးသားနော်စစ်ချက်ပါပြီးသားနော်ဒီစစ်ချက်တွေကခုသွားထုံမယ်ဆိုရင်အမတို့အများကြီးပေးရမယ်နော်ဒီမှာအရေးလှလိုက်တာအမတို့ရေဒီမှာကြည့်အောင်လှလိုက်တာဆင်ရတော့မိုးစာ၌နော်ဒီဈေးကလည်းအရန်တင့်နေဒီကြောက်ရည်နဲ့ကိုနော်ဒီဈေးကလေဒီကြောက်ရည်နဲ့ကိုတန်နေပြီကွယ်ကိုလူတို့နော်အမှန်ပြောတာနော်ဆိုတော့ဒီမှာငကက်တရံကိုကလည်း Ruby တဲဆောင်ရမယ်ဈေးကလည်းခုချိန်မှာ3သိန်း2သိန်းကဘာမှမဟုတ်တော့ဘူးเนาะဒီတရံမှကျမတို့2သိန်းနဲ့2သိန်းခွဲနဲ့ရပါမယ်ရှင်เนาะ2သိန်းခွဲနဲ့ရပါမယ်သူကရ Ruby က 0.4 carat တောင်မှပါတယ်เนาะဆိုတဲ့အတွက်ကြောင့်ဒါလေးကြိုင်ယူဒါလေးဒီတရံပဲရမယ် Ruby ဆောင်ကျင်တဲ့သူယူเนาะအရန်တန်နဲ့ငွေထဲအစ်စ်ပါရှင်ဆိုတဲ့အတွက်ကြောင့်ဒါလေးယူကြပါအရန်တန်တော့လေနောက်ပြီးတော့ Ruby ရဲ့အရည်လေးကလည်းကြည်တောက်နေရပဲเนาะမင်္ဂလာပါရှင်ဒါလေးကနီလာရဲ့ငွေရဲ့မိုဇာနိုင်စိန်လေးရဲ့ပေါ့နော်ဈေးလေးအထူးဈေးနဲ့ရပါမယ်ရှင်ပြီးတော့စစ်ချက်ပါပြီးသားနော်စစ်ချက်ပါပြီးသားဒီဈေးကကြတော့ကျမတို့မနစ်ကဈေးနဲ့ပဲရောင်းပေးမယ်လက်ကြံဖြတ်တဲ့ဈေးကျမမှာဒီတရံပဲရှိတယ်နော်ဒီဟာတော့အရန်လှတယ်တက်လုံးဝချင်တဲ့သူယူကိုကစနေသမီးလေးဖြစ်တယ်သို့ပေမဲ့တခြားပေါ့စိန်တို့ပီတီတို့ဆိုရင်ဈေးအများကြီးပဲဖြစ်တော့နီလာဆောင်ချင်ပဲမဲ့နီလာလုံးကမဝယ်နိုင်တဲ့သူတွေအတွက်တော့အစင်တော်ပြေတယ်မိုဇာနိုင်စိန်လည်းဖြစ်တဲ့အတွက်ကြောင့်တက်လုံးဝင်ဘလင်းလက်နေပြီးတော့ခါကြတော့အထက်ကလည်းငွေထဲဖြစ်တဲ့အတွက်ကြောင့်တက်လုံးဝင်လို့ရတယ်သူများကိုလက်ဆောင်ပေးလို့ရတယ်ဒါမိုးကုတ်နီလာအစ်စ်ပါနော်အစ်စ်သူ့ရဲ့ဘာလို့ခေါ်မလဲသူ့ရဲ့ဒီရဲ့ဘောနော်ကြောက်စိတ်ကကြတော့ 1.2 carat ထိကိုရှိတယ်ဆိုတဲ့တယောက်ဒီဥစ္စာလေးက3သိန်း2တောင်းလေးပဲเนาะကြိုက်တယ်ဆိုရင်ဆွဲလိုက်ဒီတရံပဲရှိရเนาะတဲလေးတို့เนาะကျေးဇူးဒါကိုတော့ယူရမယ်အမျိုးသားလေးတွေအရန်တန်တယ်တော့ဒီငွေဈေးနဲ့ဆိုရင်အရန်တန်တယ်ကျမကဒါမနစ်ကဈေးတွေနဲ့ရောင်းပြီးတာเนาะလက်ကျန်ဖြစ်တဲ့ဈေးဒီမှာကြတော့သူက total 6.1 gram ရှိတယ်အဲ့ဒါငွေထဲတွေเนาะငွေကိုမှနောက်တစ်ခုကသူက sapphire က 0.7 carat တောင်မှရှိရယ်เนาะဒါ2သိန်းအတိနဲ့ပဲเนาะ2သိန်းအတိနဲ့ဆိုအရန်ကိုတန်ပါတယ်ရှင်เนาะအရန်ကိုတန်ပါတယ်အရန်ကိုတန်တဲ့လက်စွပ်လေးဖြစ်ပါတယ်ယောက်ျားလေးတွေเนาะအော်လှလိုက်တာကြုံယောက်ျားလေးတွေဒါယူတာ2သိန်းကတော့အရန်ကိုတန်တယ်เนาะဟိုเนาะ6.5 gram တော့မှရှိရဒါငွေတဲ့အစ်စ်တွေเนาะဆိုတော့ကြိုက်တယ်ဆိုရင်အားပေးလို့ရတယ်နောက်ပြီးဒီနီလာတွေကခုချိန်သွားပြန်ဝယ်မယ်ဆိုတော့ဒီနီလာဈေးရဲ့တန်ဖိုးလောက်ပဲရှိမယ်2သိန်းကလေဆိုတဲ့လက်တိုင်းက16လောက်ရမယ်เนาะကြိုက်တယ်ဆိုရင်ဒါလေးယူเนาะ2သိန်းတကွင်းပဲရှိမယ်